တော့ထွက်လာပြည့်ထွက်လာတာပြည့်မထွက်လိုက်လည်းငါပြီးမှာပဲအဲ့ဒါနေလည်းမလို့ညဆိုရင်တော့ရဲ့အခန်းကြီးကပါသွားနေလည်းမလို့ပြေးချိန်ရတော့သေးတယ်အိမ်ထဲကနေထွက်ပြေးလာပြင်ရှာရင်းကအိမ်ကြီးတောင်မပေါဖေးရအောင်မပေါ့အဲ့ဒီအင်းရောဆွဲလေးကိုပြန်ဆောက်ပါမှာဘုံကိုပြူသွားနောက်ကအဲ့နောက်ပြူသွားရှည်လေးတော့အဲ့ငါအဲ့တဲ့ခံလေးပြူသွားတယ်အဲ့လူကြီးကတော့ဟဲ့လှုပ်တယ်ဆိုငရင်လှုပ်တာဒီမှာဆိုရှေ့ဘက်ကသမီးကအမေလှုပ်ငါငရင်လှုပ်တာလာဆိုတော့မလာရဲဘူးကြောက်တယ်ဒီလိုကြီးကင်ထားတာလေဆီယမလှုပ်တာတော့ပဲလေဆီယမလေကြံ့နာမှာအဲ့ဒါငိုရမှာလို့ပြေးရမှာလို့နဲ့နောက်ပိုင်းလှုပ်လည်းပြီးရောမနေရတော့ဘူးရွာတောင်ပဲလေကြပြေးမယ်ဆိုပြေးတာအဲ့လိုတော့မဖြစ်ဘူးဆီယမဘာမှအဲ့2ရက်3ရက်လောက်ကတော့ရင်ထဲကိုဟာနာပဲဘာမှမရှိဘူးဟိုထမင်းလည်းမစားနိုင်ဘူးကြောက်တာလေစာဖတ်နေတော့ဒီနေရင်လှုပ်တဲ့ချိန်တော့တတိကထိုင်လို့ဒီပြီးလွတ်လိုက်တော့သူတို့ဟောတာပေါ့ငါ့ကိုကဲတော့အိမ်လေးလာပြီးတပြည့်တယ်ဒီကြောင်ဘယ်လိုလုပ်မလဲနောက်တေးပေါက်သွားတော့ဟိုးဝေးကြီးလေဒါတော့ခေါ်အောင်အော်ကြီးတတိယအောင်ပြောရိုက်ခဲ့တာမသေးချင်နိုင်နော်ဘာမှမလုပ်တော့ကျမ်းမာရင်လည်းအိမ်တတိယလာလေးကြောက်တာဟာဘာဖြစ်တာတော့ဘောအိမ်ညက်လေတအားတော့ပဲကွာနောက်ဒါမှငရင်ရက်တာရှမ်းတာပေါ့တအားချမ်းနေတာအဲ့မှာတအားအိမ်ညက်ကီလိုရွက်တအားရက်ခါကြတာပဲတခါတည်းပုံတော့ကိုဖြိုချတဲ့အတိုင်းမှဖြစ်တာလေအပွားမရှင်းတော့ဆိုတဲ့ဖွာပြားစာပဲရုပ်လာကောင်းမမအောင်ဆိုပြီးဘောင်းမဟုတ်အထူကြီးချုံပြီးတော့မှကင်ထားပြီးတော့မှဖွာပြားစာတွေရွတ်နေလိုက်တာကဲငါပြားစာရွတ်နေတာတော့ပေတော်မှအပယ်မကြောက်စီလေးဆိုပြီးတော့ပြားစာပဲပြားပဲအာယုံပြုဆိုတော့ရင်လိုက်တာတိုင်းကြီးတွေကလည်းအန်ရီစီတော့ဆရာရက်ွက်တန်းမှာပြင်ပြီးတော့မင်းအန်ရီစီတော့မင်းလေးစေးချင်း